ပါပြီရပါပြီဒီနေ့2026ခုနှစ်မေလ21ရက် Praying for another အစီအစဉ်အစပြုဖို့ရန်အတွက်နောက်ကပတ်တော်တစ်ပိုက်ကိုဖတ်ပါမယ်112ခုမြောက်သောဆာလံအပိုက်ငယ်1မှ2ထိဖြစ်ပါတယ်ထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့၌အလွန်မွေ့လျော်သောသူသည်မင်္ဂလာရှိ၏ထိုသူ၏သားမီးတို့သည်မြေပေါ်မှအားကြီးကြလိမ့်မည်ဖြောင့်မတ်သောသူတို့၏မျိုးနွယ်သည်မင်္ဂလာရှိတတ်၏အာမင်အခုချိန်မှာအစီအစဉ်စပြုဖို့ရန်အတွက်စက္ကန့်ဆုတောင်းကြပါစို့မြင့်မြတ်တန်ရှင်စုံလင်တော်မူ၍သားသမီးတယောက်စီတို့ကိုချစ်သနာတော်မူသောဖထာဝရမြတ်စွာသောဘုရားသခင်ကိုရောကိုကျေးဇူးတင်ပါ၏ဖကိုရောဖျားရဲ့ကျေးဇူးတော်ကြောင့်သားသမီးတို့သည်ကိုရောဖျားဝတ်ပြုကိုးကွယ်ဖို့ရန်အတွက် Zoom အားဖြင့်ကိုရောပြင်ဆင်ပေးသောကြောင့်နာမတော်မြတ်ကိုချီးမွမ်းပါ၏ဖဒီနေ့သားသမီးတို့ကိုနှုတ်ကပတ်တော်ဝေငှပေးမိဖြစ်သောဆရာတော်ကြီးဦးမြတ်ထွန်းကောင်းချီးပေးပါဆရာတော်ကြီးရဲ့ဝေငှခြင်းဟာသားသမီးတို့အတွက်တကယ်ကိုပဲခွန်အားရရှိလျက်တိဆောက်เสียအသက်တာဖြစ်သူတစ်ပါးကိုပြန်လဲ၍ဝေငှတက်တည်ခံနိုင်ဖို့ရန်အတွက်အရောက်ချင်းစီတိုင်းကိုကောင်းချီးပေးလျက်ဆရာတော်ရဲ့နှုတ်ကိုလည်းဗိသိက်တကိုပေးသနာတော်မူပါမြတ်တော်ရှင်အဖထာဝရမြတ်စွာဘုရားသခင်သားသမီးတို့ကိုဆုတောင်းပေးမိဖြစ်သောအကဒေါက်တာတင်ရွှေပေါ်မှာကိုရရှင်ဖျားလက်တော်မူ၍ကောင်းချီးပေးပါဒီနေ့ Zoom အဖြစ်ပါဝင်ကြသောသားသမီးအကြီးဆုံးမှအငယ်ဆုံးတိုင်အောင်ကောင်းချီးပေးပါအစီအစဉ်အစလည်းဆုံးကိုရလက်ဝဲသူအပ်ပါ၏သခင်ယေရှုခရစ်တော်ဖျား၏မဟာနာမတော်မြတ်ကိုသာအမိပြု၍အလုံးယိုသေးစွာဖြင့်ဂျေဇုတော်မြတ်ကိုချီးမွမ်းလျက်ဆုတောင်းလျက်ဆက်ကပ်လျက်အစပြုကြပါ၏အဖအာမင်ဒီကျမတို့ကိုနှုတ်ကပတ်တော်ဝေငှပေးမှာကတော့ဆရာတော်ကြီးမြတ်ထွန်းဖြစ်ပါတယ်ဆရာတော်ကြီးနှုတ်ကပတ်တော်ဝေငှဖို့ရန်အတွက်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်ဆရာကြီးအာမင်ကျေးဇူးတော်ဘုရားသခင်ရဲ့နာမတော်ကိုရှင်းမပါတယ်ဒီရဲ့အချိန်ကဇုံအဖြစ်အတူတူပါဆုတောင်းကြတယ်တမျိုးပြင်ပြီးနှုတ်ကပတ်တော်နားထောင်ကြတယ်ဒါဘုရားသခင်ကိုခိုးရုံပိုးစားခြင်းရဲ့အမှုရာတစ်ခုပဲဖြစ်ပါတယ်ရေညူစီမရှိတဲ့ညီကောင်မမအားလုံးဆာလာ40နဲ့6ကနေ4မှာပါတဲ့တရားသခင်ကောင်းမြတ်တဲ့အကြောင်းလေးကိုဝေငှခြင်းနဲ့တရားသခင်ကွယ်ကားတဲ့အကြောင်းလေးကိုဝေငှခြင်းနဲ့
တရားသခင်ကောင်းမြတ်ခြင်းအကြောင်းတွေကိုဝေငှခြင်းတာဖြစ်ပါတယ်အဲ့တော့ဆာလံ46အပတ်ငယ်1မှာတရားသခင်ဒီငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏တမန်ကျမ်းစာထဲမှာပုဂ္ဂိုလ်တွေအားလုံးကြိုက်ပါတယ်သို့တော့တာဝိကိုကျွန်တော်ပို့ပြီးတော့နှစ်သက်တယ်တာဝိရဲ့စိတ်သဘောတာဝိဘုရားကိုခိုလုံကိုးစားတဲ့ပုံတာဝိဘုရားကိုရှစ်ကပ်တဲ့ပုံလေးကအမြဲတမ်းမှတရားသခင်အလိုရှိတဲ့ဒီနေ့အသက်တာလေးကြောင့်တာဝိကိုအမြဲတမ်းမှအတူတူကြကောင်းပါတယ်ယုံကြည်ထိုက်တဲ့ဘုရားသခင်သားပဲဖြစ်ပါတယ်ဘုရားသခင်ကြီးတဲ့ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဒီမဲ့တာဝိကသူဘာပြောလဲဆိုရှင်သူ့ရဲ့ရန်သူဒုက္ခသူဘယ်တော့မှပြောဘူးရှောလူကြောင်းသူမပြောဘူးသူ့ကိုတိုက်ခတ်တဲ့အကြောင်းသူမပြောဘူးသူ့ကိုဒုက္ခပေးတဲ့အကြောင်းကိုသူမပြောဘူးသူဘာပြောလဲဆိုရှင်ဘုရားသခင်ဟာတဲ့ကောင်းမြတ်တဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ဟာခိုလုံပိုးစားထက်တဲ့ဘုရားသခင်ဖြစ်တယ်ဒါဝိရဲ့အသက်တာထဲမှာသူရင်ပတ်နဲ့ခိုလုံပိုးစားတဲ့အကြောင်းကိုဒီမှတ်တမ်းတင်ထားတဲ့ဆာလံကျမ်းပဲဖြစ်ပါတယ်ငါတို့ခိုလုံရာဖြစ်၍တဲ့ခွန်အားကိုပေးတော်မူ၏ပြောချင်တာကဒုက္ခရောက်တဲ့ခါမှာပဲဖြစ်စေတာယာတဲ့အချိန်မှာပဲဖြစ်စေဘယ်လိုဘဝမျိုးပဲဖြစ်ပါစေတောထဲမှာပဲရောက်နေရပါစေမြို့မှာနေရပါစေရောက်တဲ့နေရာမှာဘုရားသခင်ကိုခိုလုံပိုးစားပြီးတော့မှအသက်ရှင်ဖို့ရတဲ့ဆာလံဆရာကဒုက္ခတွေကရှင်းမွန်ထားတဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာဖြစ်တယ်ငါတို့ခိုလုံရာဖြစ်၍တဲ့ဆိုတော့သူနဲ့အတူတူကျမတို့ခိုလုံကိုးစားတဲ့ဘုရားသခင်ဖြစ်ပါတယ်အဘယ်ကြောင့်ဘုရားကိုခိုလုံကိုးစားတယ်ဘုရားသခင်သည်အကြီးမြတ်ဆုံးသောဘုရားဖြစ်သောကြောင့်ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့အရှင်သခင်ဖြစ်သောကြောင့်အရာခတ်သိမ်းကိုပိုင်တအုပ်စိုးချုပ်ကင်ထားတဲ့ဘုရားသခင်ဖြစ်သောကြောင့်ကျမကျမ်းမာရတဲ့ဘုရားသခင်လက်ထက်မှာပဲရှိတယ်။ရခိုလုံရတာဖြစ်ပါတယ်။ကျမတို့အနာဂတ်ရဲ့အသက်တာမှာလည်းဘုရားသခင်လက်ထဲမှာပဲရှိတယ်။ကျမတို့ရဲ့စ조사အားထုတ်မှုအတွေ့အကြုံဉာဏ်ပညာစုကျေးဇူးအားလုံးကလည်းဘုရားသခင်လက်ထဲမှာပဲရှိတယ်။ဒါကျမတို့အသက်တာထဲမှာအားလုံးကိုပိုင်တအုပ်စိုးတော်မူသောဘုရားကိုခိုလုံကြရတာဖြစ်ပါတယ်။ဒါကိုသူကဆာလံဆရာကခွန်အားပေးတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။နောက်တစ်ခုကခွန်အားကိုပေးတော်မူ၏တဲ့။ဆိုတော့ခွန်အားဆိုတဲ့ကကြည်ပြတ်တာမဟုတ်ကျမ်းမာရေးခွန်အားလည်းဘုရားသခင်ပေးတာပဲ။စွမ်းဆောင်တဲ့ဆုကျေးဇူးအမိနဲ့ဘုရားသခင်ပေးတာပဲ။အနာဂတ်ထဲမှာရှေ့ဆက်ရမယ့်အသက်တာကိုလည်းဘုရားသခင်ကတဲ့ခွန်အားကိုပေးတော်မူ၏တဲ့။နောက်တမန်ကျမ်းစာကဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလက်ရှိလောကမှာအသက်ရှင်တဲ့ကာမှာအနည်းမြင့်တွေရှိတယ်အနည်းမြင့်တွေရှိတယ်ဒုက္ခတွေရှိမယ်ချမ်းသာမှုတွေရှိမယ်တာယာတဲ့ချိန်ရှိတယ်တန်းကက်ကက်စားတဲ့ဆုတောင်းပြသွားတဲ့ခရီးတွေရှိမယ်အဲ့တော့အဲ့လိုသွားတဲ့ခါမှာတဲ့ဘုရားသခင်ဟာတဲ့အထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလက်ရှိတယ်ဒါဝိအသက်တာထဲမှာသူ့အသက်တာထဲမှာတက်တည်ထန်ထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒါဝိအသက်တာထဲမှာလေရှင်ပြန်ဖြစ်တော်လည်းပဲဒုက္ခတွေအမျိုးမျိုးတွေ့ရတယ်တောထဲမှာပြေးနေရတဲ့အချိန်တွေရန်သူလက်မှပြေးနေရတဲ့အချိန်တွေတောထဲမှာမျက်ရည်ကျပြီးတော့တယောက်တည်းအထီးကျန်တဲ့အချိန်တွေရှိတယ်သို့တော်တာဝိကအဲ့လိုအခက်ခဲကြတဲ့ကတဲ့ဘုရားကိုကျွန်တော်ခိုလုံတဲ့အခါမှာဘုရားသခင်ကြီးမြတ်တယ်ဘုရားသခင်ကြွယ်ကားတယ်ဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းကိုဆရာဆရာသိတဲ့အခါကျတော့ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလက်ရှိ၏တဲ့တေတင်းချင်းစုကျေးဇူးကိုပေးနိုင်တဲ့ဘုရားသခင်ဖြစ်တယ်လို့ဆာလံဆရာကအမွတ်ဆိုထားတဲ့အသက်တာတွေ့ရတယ်။နောက်အပတ်ငယ်နှစ်မှာထို့ကြောင့်ပထဝီမြေကြီးတည်ပြည့်သွား၍တောင်များတုန်လုံးရဲ့သမုဒ္ဒရာသို့ကျတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိရဲခြင်းသောယုံကြည်ခြင်းပြတ်သားသောယုံကြည်ခြင်းတည်ကြည်ခိုင်မြဲသောယုံကြည်ခြင်းဘုရားသခင်ပေးတဲ့ခါမှာတဲ့နော်ဘလို့ပဲခက်ခဲတွေလာပါစေဘလို့ပဲစုံစမ်းမှုတွေလာပါစေတဲ့ထာဝရဘုရားကိုငါတို့ခိုလုံကိုးစားတဲ့ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့ခါမှာတဲ့ငါတို့ဒီကြောက်လန့်ခြင်းမရှိဆိုရကတော့နှုတ်ကပတ်တော်နဲ့ရှိတဲ့တတ္တိပေါ့ယုံကြည်ခြင်းနဲ့ရှိတဲ့တတ္တိဘုရားသခင်ပေးထားတဲ့ယုံကြည်တတ္တိရှိတဲ့ခါမှာငါတို့ဒီကြောက်လန့်ခြင်းမရှိအခက်ခဲဟုသမျှတို့ကိုဆုတောင်းခြင်းအပြင်ခိုလုံကိုးစားခြင်းအပြင်အတက်တာမှာဆက်ကခြင်းအပြင်အခက်ခဲတွေကိုလည်းပဲတစ်ခုပြီးတစ်ခုကြော်လွှားအောင်မြင်တဲ့ခုလည်းပဲငါတို့ခိုလုံတဲ့ဘုရားသခင်ပေးတဲ့ကောင်းခြင်းမင်္ဂလာပဲဖြစ်ပါတယ်တဲ့နောက်တစ်ပိုက်မှာသမုဒ္ဒရာရေသည်ဟောမြည်၍မှွေလောက်ပါလိမ့်မည်လောကရဲ့လှိုင်းကြက်တန်တွေပေါ့လောကရဲ့လှိုင်းကြက်ထန်တွေပေါ့အဲ့တော့အစားတောက်မှုခက်ခဲမှုတွေရှိတာရဲ့
ကုန်စည်နှုန်းကြီးတာရဲ့ယုံကြည်ခြင်းကိုယိုင်တဲ့သွားစီတဲ့အရာတွေတိုက်ခတ်မှုတွေအမျိုးမျိုးရှိတယ်တဲ့ကျမ်းမာရေးလည်းပါတာပေါ့သူထဲမှာကျမ်းမာရေးယိုင်တဲ့ခါမှာအခက်ခဲမှုတွေယုံကြည်ခြင်းတွေပြည့်ပြည့်သွားတဲ့အရာမျိုးတွေကတဲ့နော်သမုတ်တရားရေကဲ့သို့လှိုင်းတဘိုးတွေထန်လာတဲ့ခါမှာလှိုင်းတဘိုးထဲမှာရောက်တဲ့ခါမှာတဲ့နော်ယုံကြည်ခြင်းကမယံမလဲပဲနဲ့ခိုလုံကိုးစားမှုလည်းပဲမယံမလဲပဲနဲ့တတိရှိစွာကြိုက်စားကျေးဇူးတော်အောက်ထဲမှာနေရခြင်းဟာလည်းပဲတရားသခင်ကောင်းမြတ်တဲ့ကနေ့အသက်တာတွေ့ရပါတယ်တဲ့ဟုံးဟုံးမြည်ပြီးမှွေနှောက်လာပါစေကြောက်စရာကောင်းတဲ့အတန်လေးလောကရဲ့အတန်လေးကျင်ရဲကဖြစ်ပေါ်လာတဲ့အတန်လေးတန်စရာမှာဖြစ်ပေါ်လာတဲ့အတန်လေးကအများကြီးကျွန်တော်တို့တက်တာမှာလောကရဲ့လှိုင်းတဘိုးတွေထတဲ့ခြင်းတဲ့တောင်များတုန်လှုပ်ပါစေအနည်းအနည်းတွေတရားတဲ့ဟာတွေရှိတယ်အခက်ခဲတွေရှိနိုင်တယ်တဲ့ထိုကဲ့သို့အခက်ခဲတွေရှိနေစေပါမူတဲ့တရားသခင်ကြီးတဲ့ငါတို့ခေါ်လို့ရဖြစ်တယ်တဲ့ဆိုတော့ကောင်းကင်မြေကြီးပြောင်းလဲမှုတွေရှိတော်လည်းပဲတရားသခင်ရဲ့မြတ်တာတရားကောင်းမြတ်ခြင်းတရားသခင်မဆာခြင်းကကျွန်တော်တို့အသက်တာမှာဘယ်တော့မှမပြောင်းမလဲတဲ့မြတ်တာနဲ့ရှိတဲ့ကနေ့ဘုရားသခင်ဖြစ်ပါတယ်လှိုင်းတဘိုးထားခြင်းတောင်များတုန်လှုပ်တဲ့လှုပ်ပါစေတဲ့မြစ်တစ်မြစ်ရှိသေး၏ထိုမြစ်ကြီးစီး၍ဘုရားသခင်မြို့တည်ဟူသောအမြင့်ဆုံးသောဘုရားကျင့်ဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရှင်လန်းစေတတ်၏ဆိုတော့အခက်အခဲတွေရှိလာတဲ့နောက်ပဲမှာဝမ်းမြောက်ခြင်းလည်းရှိတာပေါ့ဘဝစက်ကမှာအနေနဲ့ရှိနိုင်တာပေါ့ဘယ်တော့မှဟိုရတဲ့ပံဝမ်းမြောက်ခြင်းတွေလည်းမရှိနိုင်ဘူးဝမ်းမြောက်ခြင်းတွေရှိတဲ့ထဲထဲမှာအခက်အခဲမှုတွေကြမ်းတမ်းမှုတွေအနေနဲ့ရှိတတ်တယ်သို့တော်လည်းပဲထိုထဲမှာဘလို့ပဲအသက်ရှင်နေရကမှုတဲ့ငါတို့ခိုလုံရဖြစ်တဲ့ဘုရားသခင်ကိုတဲ့ထာဝရအမြဲတမ်းယုံကြည်ခိုလုံကိုးစားလို့ရှိရင်အခက်အခဲမှုတွေများလို့ကိုကျော်ထွားနိုင်တယ်အောင်မြင်နိုင်တယ်ဝိညာဉ်စုကျေးဇူးအဖြစ်ဘုရားသခင်ကောင်းကြီးပေးတဲ့ကနေ့အသက်တာအတွေ့ရတယ်အဲ့တော့ဆာလာဆဲအသက်တာထဲမှာသူကဘာအကြောင်းပြောလဲဆိုရှင်သူ့ကိုရန်ကျိုးဖွဲတဲ့ရန်သူအကြောင်းသူမပြောဘူးသူ့ကိုတက်ခိုက်မဲ့ချောလူလိုစစ်တပ်ဖွဲ့သူမပြောဘူးသူဘာပြောတယ်ဆိုရှင်ထာဝရဘုရားသည်ငါ၏သိုးလင်းဖြစ်တော်မူ၏တဲ့ငါရဲ့အသက်တာမှာဘုရားသခင်ထိန်းချောင်းသောကြောင့်ဘုရားသခင်ကွယ်ကာသောကြောင့်ဘုရားသခင်ကြွေးမွေးတော်မူသောကြောင့်ငါဘုရားသခင်ကိုတဲ့ယုံကြည်တယ်အားကိုးတယ်ဆိုတဲ့အရာတော့သူပြောတယ်ဘုရားသခင်ကြီးမြတ်တဲ့ကြောင့်ဘုရားကချီးမွမ်းထိုက်တဲ့ဘုရားသခင်ဖြစ်တဲ့ကြောင့်ဘုရားသခင်ကောင်းမြတ်တဲ့ကြောင့်အခက်ခဲကြတဲ့ကဘုရားသခင်ကွယ်ကာတဲ့ကြောင့်ကိုဆရာဆရာအမြဲတမ်းသိတယ်မှာဒါပဲပြောတယ်လောကမှာရှိတဲ့အရာတွေလောကမှာသူ့ကိုအလင်းမြင့်ကိုတိုးတဲ့ရန်သူသူမပြောဘူးတဲ့ဘုရားသခင်ကငါတို့ခိုလို့ရဖြစ်တယ်တဲ့ခရီးလဲခိုလို့ရအရှင်သခင်ဖြစ်တယ်ကျမတို့တက်တာလဲမှာမလဲဖြာလဲခိုလုံကိုးစားထိုက်တဲ့ဘုရားသခင်ဖြစ်တယ်တနှစ်တာလုံးထဲမှာလဲဘုရားသခင်ကြီးမြတ်တဲ့အကြောင်းကိုခိုလုံကိုးစားတဲ့ခရီးအသက်တာတွေ့ရတယ်တရားဆရာဆရာကငါတို့ခိုလို့ရလို့ပြောတဲ့အခါမှာသူနဲ့အတူတူကျမတို့အသက်တာလဲမှာထာဝရဘုရားသည်မဟာခိုလုံရရဲတိုက်ဘုရားသခင်ကမဟာခိုလုံရကြောက်ဖြစ်တယ်ဘယ်တော့မှမရဲမလဲပဲနဲ့မေတ္တာအတော်အဖြစ်နေရစဉ်တိုင်းတည်တတ်ခံရဲစွာအဖြစ်လူတွေကိုကောင်းကြီးပေးတဲ့ခနေ့ဖြစ်သောကြောင့်တဲ့ငါတို့ခိုလုံရဖြစ်တော်မူ၏ကျမတို့အသက်တာထဲမှာလဲတာဝိတ်ကဲ့သို့အခက်ခဲတွေကြမ်းတမ်းမှုတွေရှိတော်လည်းပဲယုံကြည်ခြင်းကိုမရဲမလဲပဲနဲ့အမြဲတမ်းသစ္စာရှိစွာခိုလုံကိုးစားပြီးမှအသက်ရှင်ရမယ့်နေ့ရက်ကာလဟာဒီနေ့ရက်ကာလလို့ကျွန်တော်ပြောချင်တယ်ဒီနေ့ရက်ကာလဖြစ်တယ်နောက်ဆုံးသောနေ့ရက်ကာလဖြစ်တယ်လူတိုင်းဒီမတူညီတဲ့အခက်အခဲတွေရှိကြတယ်နော်အဲ့လိုတူညီကြဘူးတချို့လည်းကြားမရဲ့အခက်အခဲရှိတာဖြစ်မလားတချို့လည်းပဲအစားသောက်မှုကဏ္ဍမှာကုန်စည်တို့ကြီးတဲ့အခါမှာအခက်အခဲမှုတွေရှိကြတယ်သို့တော်လည်းပဲထို့အပေါ်မှာဘုရားသခင်ကကြီးမြတ်တဲ့ဘုရားသခင်ဖြစ်တယ်စောင့်ရှောက်တဲ့ဘုရားသခင်ဖြစ်တယ်ကွယ်ကာတဲ့ဘုရားသခင်ဖြစ်တယ်ကျွေးမွေးတဲ့ဘုရားသခင်ဖြစ်တယ်အနာဂတ်ရဲ့ထာဝရကာလကိုလမ်းညွှန်ပေးတဲ့ကနေ့ထာဝရဘုရားသခင်ကိုယုံကြည်ခိုလုံတဲ့အသက်ရှင်၆လမ်းသွားကြပါစို့လို့နှုတ်ကပတ်တော်အပြင်ခွန်အားပေးပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေအာမင်ယေရှုတင်ပါတယ်ဆရာတော်ကြီးဒီနေ့ခွန်အားပေးသွားတယ်46ခုမြောက်သောစာလံအတွက်ကိုယေရှုတင်ပါတယ်ကျမတို့ရောက်ချင်းစီတိုင်းခွန်အားရရှိပါတယ်ဆရာတော်ကြီးကိုဘုရားသခင်သားရဲ့သုံးပြုပါစေလို့မေတ္တာအဖြစ်ဆုတောင်းမေတ္တာပို့ပါတယ်ဆရာကြီးအခုချိန်မှာကျမတို့ကိုစားပြုဆုတောင်းပေးမှာကတော့အန်ကယ်ဒေါက်တာတင်ရွှေဖြစ်ပါတယ်
အကက်ထံသို့ဆူတောင်းချက်များကိုတင်ပြနိုင်ပါတယ်လို့ပြီးသွားတဲ့အခါမှာကျမတို့ကိုကောင်းချီးပေးဖို့ရန်အတွက်ဆရာတော်ဆောဟီရို ဆရာ John ကပြောတာ ဟုတ်ကဲ့ဆရာတော်ကြီးဂျွန်မကောင်းကြီးပေးခြင်းအပြင်အစီအစဉ်ကိုရုပ်သိမ်းသွားမှာဖြစ်ပါတယ်လို့အာမင် ဟုတ်ကဲ့ကျွန်တော်အတန်ကြားတယ်ထင်တယ်နော်